ပြပေးနေတာဖြစ်ပါတယ်ဘာလို့အခုလိုအတန်နဲ့ပြောနေရလဲဆိုတော့အခုတလောအလိုအတန်တူတူလေးနဲ့ပြောတဲ့ ASMR လေးတွေကိုအရင်သဘောကျနေလို့ပါခေတ္တဆိုရင်တော့ Audio Book တွေနားဆင်ရင်ပြီးရဲ့အပြောင်းအပျက်တွေပေါ်တော်တော်လေးနားဆင်နေဘောအမော်ရပြပြကြပါစေလို့ဆုတောင်းပေးပါရရှင်အခန်း44အသေးနှလုံးအားကဲတင်ခြင်းကံကောင်းလို့စေးုံရှိရင်ကားတိုက်တာပေါ့တတရဲ့ချက်ချင်းတင်လို့ရသွားတယ်ခြေထောက်ကရောထောက်နိုင်ရဲ့လားအစ်စ်လွဲတာဆိုတော့တိတ်မကြခင်အဆင်ပြေမှာပါမမေရဲ့ရှမ်းပိုင်ကိုတမိတို့ယူလာတဲ့ပူတင်လေးအရင်ကျွေးပေးရစေအောင်အိုးညီပါသားကျွေးမမေကမေးစရာရှိရတော့မေးရမှာပဲကားစီဟာလေလမ်းကိုတေချာကြည့်ပြီးတော့မောင်းတင်ပါတယ်ကားကလည်းဟိုက်ချက်အသေးမို့တတကလည်းထောင်မောင်းမို့လို့တော့ဘာမှမဖြစ်တာမဟုတ်လို့ကတော့မြို့လေလမ်းကိုပြိုင်ကားမောင်းတယ်လို့မောင်းပုံနဲ့ဒုက္ခများကြီးရဲ့မမေရဲ့ဖြစ်တော့ဆူညံတန်ကစေးရုံခန်းအတွင်းတရက်ဆက်ပြန်လွင်လို့ရှမ်းရဲ့နှစ်ဖူးဆုံးကဒဏ်ရာလေးစီကိုမမေရဲ့လက်ချောင်းတွေကမထိတထိနဲ့လာထီနေကြ၏စိတ်ပူမှုကြောင့်မမေမျက်နှာကကြီးချင်းလင်းလင်းတိတ်မရှိလားတရင်ချာချင်းရှောက်လာသည့်အတွက်ကိုပေါ်မှာတော့ဝိနေကြရွှေရီစိန်တွေကတွဲလဲပါလာကြသေးသည်လှုပ်ရှားနေသည့်မိမိလက်စီမှာလက်ကောက်တွေကလည်းချက်လွင်နေထိုတန်တွေကရှမ်းကိုအနှဲငယ်ကတိကောက်ဖြစ်လာစေသည်ချင်းတိုင်းလေးဘို့တော့ဝတ်ထည့်လိုက်မယ်နော်မမရဲ့အမေစကားတန်ကြောင့်ပြရတနာတန်များနဲ့တန်ဆုံထွက်နေသည့်ချက်လွင်တန်များကြားမှာရုံထွက်ပြီးရှမ်းရဲ့အကြည့်တွေကမိမိရဲ့နောက်နားမှာလက်လေးနှစ်ဖက်ရှေ့ရှက်ထားလျက်မျက်လွှာချထားသောကောင်းကလေးစီကိုရောက်သွားမိ၏ရှမ်းရဲ့ချင်းတိုင်းလေးနီးဆွဆွဖြစ်နေသောမျက်နှာလေးကိုမမဘက်လှည့်လို့ခေါင်းကိုအသာရမ်းပြသည်နှကန်းထွေးဟာလည်းခက်ရပြုံးလို့စောစောကစိတ်ကတိကောက်ဖြစ်မှုဟာရှမ်းစီမှာတမဟုတ်ချင်းပျောက်ရှာလို့သွား၏ဟုတ်တာချင်းတိုင်းလေးကဒီမှာထိုင်မှာကွယ်မတ်တက်ကလေးလှုပ်လို့ကြည်စမ်းပါအောင်လာဒီဟိုလာမကြခင်ကပဲရှမ်းကိုတတဖြစ်နေတဲ့မိမိကခုတော့ချင်းတိုင်းစီကိုလှည့်ကသူမအနားထိုင်ဖို့ခေါ်နေပြန်ပြီချင်းတိုင်းရဲ့လက်လေးကနေခပ်ဖွားဖွားကိုင်းလို့အနားမှာထိုင်စီတော့ဖြူနှစ်နေသည့်ကောင်းကလေးကရှမ်းရဲ့ဂရင်ဘေးမှာထိုင်လျက်သားဖြစ်သွားတော့၏လှုပ်စီဖြစ်နေသောနှကန်းထွေးလေးကချင်းတိုင်းရဲ့စိတ်လိုရှာမှုကိုထုတ်ပေါ်လို့ပြနေသည်ရှမ်းသာထိုးလက်ချောင်းဖြူကလေးများကိုကိုင်းလို့ထွေးပွေလိုက်ခြင်း၏သို့တော့အနားမှာမိရောမမပါရှိနေသည်မို့မကဲနိုင်ပါရှော့ကလေးပူတင်းကိုနှွေးတုံးလေးစားလိုက်နော်ရှမ်းပိုင်ရောလက်ကကိုက်နိုင်လားရတယ်ကမ်းပေးလာသည့်ပူတင်းနှွေးကထောပတ်နှက်များတင်းလျက်စားခြင်းစရာဘူးကိုဆုပ်ကန်လိုက်သည့်နောက်ရှမ်းဟာကျွတ်ကနေဆုပ်တက်လိုက်မိသည်သူ့လက်စစ်တွေကပုံပိတ်ထားတာကြောင့်ခက်တင်းဆက်ဖြင်းဖြစ်ကြံနေခဲ့ကြသည်ကိုရှမ်းဟာရှုံမဲ့လျက်အစမပြေဖြစ်နေသည့်ကြားမှာပူတင်းကွက်ကိုကန်ကားစိုးရိမ်နေခြင်းဖြစ်နေတဲ့မျက်နှာကိုမြင်ရသည့်အခါမျက်ခုံးနှံတွေကိုချက်ချင်းဖြေးလျှော့လိုက်မိတော့သည်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကအရင်ပဲပြီးမှခြေနှံကိုစိတ်မပူစေခြင်းသည်ကိုယ်စိတ်ကိုသတိပြုမိသည်နှကန်းကိုဟလှုပ်လျက်အတန်မထွက်အောင်ရှမ်းပြောလိုက်၏ကိုဘာမှမဖြစ်ဘူးမျက်ဝန်းညိုလေးတွေမှာမချိတင်ခဲ့မှုအပြည့်မျက်ဝန်းအောက်ကမှင့်တဲ့ကလေးအနားမှာခြောက်ကပ်သွားသည့်မျက်ရည်စကလေးတွေကကတ်ကိုကျန်နေခဲ့သေးသည်ရှမ်းပြောတော့နှကန်းကိုတင်းစေပြီးခေါင်းကိုညှင်၏သို့တော့ပြန်ပြီးမော့မလာတော့ကြည်ဘူတင်းကိုစွန်းထိတ်လေးနဲ့ထိုးဆွာကငင်းလေးထိုင်ရှာသည်ချင်းနိုင်လေးပြန်ရောက်တာအန်ဒီတို့စီကိုတော့မလာဘူးကွယ်မင်းတို့မမတော့အဆက်သွယ်ရတယ်ပြောပါရဲ့အန်ဒီကလည်းတားအန်ကယ်တို့ရွာမှာရေရင်းတူလမ်းဖောက်အလူကိုတွားပြီးကြည့်ကျက်နေရတာနဲ့မလာတွေ့နိုင်တာမိမိကလည်းချင်းနိုင်ကတားမခေါ်လာလို့မလာတာပါကလေးကိုညှို့ညင်းမနေပါနဲ့စကားအကောင်းပြောနေတော့ထဖောက်တဲ့တားဖြစ်သူကြောင့်သူမမှဆွန့်အားသွားရသည်ပြောလိုက်တဲ့အထဲညှို့ညင်းတာတစ်လုံးတောင်မပါသမီးဖြစ်သူကတော့ခိကနေရှိလျက်နောက်ကနေခါကိုတူ၏မွေးရကျုံနှက်တဲ့သားကတော့သူမထက်သူမနဘေးကကောင်းကလေးကိုသာအေးရကြီးအလုံးမပြီးနိုင်ဟုတ်ဆေးုံပြောင်းရွှေကိစ္စကြောင့်မှအန်တီ
အိမ်ငါးနေရာကြရင်ချင်းတိုင်းလာလည်းမလို့ပါအန်တီတို့ကိုလည်းအများကြီးသတိရနေတာချင်းတိုင်းอ่ะအိမ်ငါးဆိုသည့်အတန်ကြားရုံနဲ့ညှို့မဲသွားသည့်ရှမ်းရဲ့မျက်နှာကားတိုက်သွားသည့်တန်ရာထက်ဒီယိုရီနာကပိုကြီးနေသည်ဒါကိုမေမေကအရေးချေနားလေပုံရှာ၏သူမကချင်းတိုင်းရဲ့ကြောပြင်ကိုခပ်ဖောက်ဖောက်ပုတ်ပေးရင်ချိုလွင်နူးညံ့စွာပဲလန့်ခင်းပြီးလာတော့သည်တားကိုအိမ်မှာနေကြလို့ပဲနေပါကွယ်အန်တီတို့ကလေဒီကောင်းမာတဲ့သားတော်ကိုအိမ်ပြန်ခေါ်လို့လည်းရမှာမဟုတ်ဘူးချင်းတိုင်းမှာပဲသူ့ကိုတီးခတ်နိုင်တာလေနော်မြဝညိုလေးတွေကဖြက်ကနေသူမစီလှမ်းကြည့်လာ၏အာတဲ့တော့အပြုတ်မူကပင်ချင်းတိုင်းလို့တော့ချစ်စပွဲဖြစ်နေသည်မပြုံးမိပဲမနေနိုင်ပါနောက်တော့အေးဆက်ဆက်လက်ချောင်းတွေကိုအသာကိုင်ရင်သူမပြောလိုက်သည်မှာသားချစ်နိုင်မရှိရင်သားကိုကအထိန်ကွမဲ့သွားတာပါပဲအန်တီမျက်မြင်မှာသားလေးရဲ့ထိုစကားကြောင့်ဝမ်းမနစ်သွားဖို့ဆိုရင်ညရာသာဖြစ်ပါလိမ့်မည်ဝမ်းနဲ့လွယ်မွေးထားသည့်သားတယောက်ရဲ့ပြိုလဲခြင်းကိုမြင်ခဲ့ရသူမို့သူမအနေဖြင့်အနာဂတ်တွေကိုမခက်ခဲစေလိုတော့အစင်သက်လာသည့်အနေထားများမဟုတ်တော့လေတစ်ဖက်ကကလေးကိုကြည့်ပြန်တော့မျက်စိအောက်တင်ကြီးပြင်းလာတဲ့ကလေးမို့ပြစ်ပြစ်ခါခါမပြောရပြန်ဒီတော့ဘာပဲဖြစ်ဖြစ်တက်ပြီးတက်တာကမတကားဟုနှလုံးသွင်းရုံသာရှိတော့သည်ဟိုမှာဖုံးဖုံးမှာကြွလာတာပဲဆေးရုံတကားပုံဝင်လာသူကရှမ်းရဲ့ဖေဖေဦးစီယာပိုင်နောက်တွင်တော့ဝင်းနီးတော်နဲ့အညီသင်္ကန်းစင်းမြန်းထားပါတော့ဖုံးဖုံးကဝင်းရောက်လာတာမို့ဂရင်ဘေးမှာထိုင်နေသူတွေအားလုံးထလိုက်ကြကအခင်းခင်းသူကခင်းကြရသည်တခါလေးတတ်တာရဲ့လားတတ်တာပါရဲ့ဖေကညာရင်းကြီးကြီးကြွလာတယ်လို့ဖုံဖုံရဲ့တပည့်တော်ကပုံးယုံပဲ့ယုံပါပဲဆရာဝန်က2ရက်လောက်နားနေအဆင်ပြေတော့မှာပါတဲ့ဖေကဟာဆရာဝန်လှုပ်ပြီးဆရာဝန်စကားပြန်နားထောင်နေရတယ်လို့ဦးဆရာပိုင်ရဲ့ထင်းကုန်းကအတန်းကြောင့်ကပ်ဖားနေသည့်ရှမ်းမတတွေတီမတက်မွေးသဖခင်ကလူနာကြည့်ဖို့ထက်စကနိုင်လူဘူးကိုပိုးပြီးစိတ်အားထက်သန်နေပုံရှာ၏သူကလက်ကိုနောက်ပြလျက်အနားလျှောက်လာရင်ရှမ်းကိုအပေါ်ယံခြုံကြည့်ကခေါင်းတစ်ချက်ညှိပြီးနောက်အေးဆေးစွာပဲစေးရုံခန်းထဲကစက်တင်ကုန်းပေါ်မှာသွားထိုင်နေတော့သည်သူသားအလက်မှာတကယ်အလက်ကြီးမဟုတ်ပါလားဖေးနဲ့မေးစီကိုပြန်လာဖို့အာပေါက်မတက်ပြင့်နေရတဲ့ကောင်ကသူဤစားကြလာအကျိုးကောင်းလို့ကားပါတိုက်သည်တဲ့ကြားလို့မှကောင်းကြသေးရဲ့လားစေးရုံနာမည်ကြားလိုက်ရကြတဲ့ဦးစရာပိုင်တီးပြီးသားဒါကြောင့်စကိုင်းထီဖုံဖုံကိုသွားပင့်ခေါ်လိုက်ရခြင်းဖြစ်၏သူတို့မိသားစုတွေကြားချင်းတိုင်းတယောက်တွေမျက်နှာငယ်နေမှမျိုးကိုမလိုလားကြည်သူတို့ကတော့ဝိုင်းနှိပ်ဆက်နေကြစရာအကြောင်းမရှိပေမဲ့လို့ပေါ့ကားသမားရောဆွဲထည့်လိုက်လားပြေးကြောင်းမဲ့ရှင်းလိုက်ပါတယ်သူ့ပုံစံချမ်းချောင်းလဲမဟုတ်လို့သွားပြီးတော့ကြက်မနေပါနဲ့တော့ဒါလည်းအများကြီးထိခိုက်သွားတော့မှမဟုတ်တာဟမ်သူပဲလူစွမ်းကောင်းဒါနဲ့နေပါဦးကားတွေတဝူးဝူးမောင်းနေတဲ့လမ်းပေါ်မင်းကဘာတက်လို့တာတော့ကားချင်းညှိတာမဟုတ်ဘူးလို့ကြားလာတာမင်းကကားကိုပြေးတိုက်တာတော့မဟုတ်ဘူးမလားအိုးအကိုကတော့ခလေးကိုပြော့ရော်မယ်အခန်းတွင်ရှိလူအလုံးပြုံးစစ်စစ်ဖြစ်ကုန်ကြ၏ဒေကံမရောက်တတ်မပြောက်တော့သူတို့ရင်းနိုင်သေးသည်လေတရင်ဆဆကြားခြင်းတော့ရှင်တပမနဲ့မူးမိလဲမတက်ပေါ့မရင်းနိုင်မပြုံးနိုင်သူကချင်နိုင်တာနှခမ်းကိုခပ်ဖွားဖွားကြိတ်ကြိုက်ထားမရင်ခေါင်းကိုငုံလို့ထားသည်သူမျက်စိထဲတွင်ဖုံဖုံ၏နီညူရောက်သင်္ကန်းစာရှိသည်စေးခုံကလေးကျနေသည့်အပြာရောင်ကျမ်းပြင်ရှိသည်အနီးစေးခေါ်မှာစောစောကကိုကူတာကြစင်ကကြကြံခဲ့သည့်အရာပင်ချင်နိုင်ရဲ့မမာနသည်လည်းထော၏ခွန်လေးဘေးတွင်လောင်ရီပြနေတဲ့ဘွယ်ရှိ၏ဘေးလူတွေပြောစကားကိုလည်းကြားရတဲ့ချက်မကြားရတဲ့ချက်ကြားသည့်များကိုလည်းချင်နိုင်နားမလည်နိုင်ပါသူဟာအပြစ်ရှိသလိုခံစားရင်တစ်ဆက်တည်းမှာလည်းမတရားသလိုခံစားနေရသည်ချင်နိုင်ဟာကိုအပေါ်ဘယ်တော့မှရက်ဆက်ခွင့်မရကြချင်နိုင်ဘက်ကနည်းနည်းလောက်ရက်ဆက်ခြင်းသည်နဲ့ကိုဟာသွေးစင်းရှင်ထွက်တော်သည်ချင်နိုင်ဟာလည်းကိုနာကျင်မှုနဲ့ထပ်တူပင်တနာဂိယုနာနဲ့အတူဘာလို့ငါကြတော့ရက်ဆက်မရပါလိမ့်ဟူသောဒေါသစိတ်၏ညှဉ်းပန်းမှုကိုအသားမကျနိုင်ဖြစ်ရစမြဲဖြစ်သည်ယခုလဲကားတွေတဝူးဝူးမောင်းနေတဲ့လမ်းပေါ်မင်းကဘာတက်လောက်တာတော့ဟူသောအန်ကရဲ့စကားသံအောက်မှာချင်နိုင်ရဲ့ကိုကဇီးရွက်လောက်သာကျန်တော့သည်အတိတ်သာသောကြောက်ရွံ့မှုတွေက
ညှို့ညင်းခြင်းဖြစ်၏ကိုမိဘတွေရဲ့စိတ်ကွက်မှုကိုချစ်နိုင်မခံလိုပါသူတို့ရဲ့အဖိုးတန်သားလေးချစ်နိုင်အစာဖြစ်သည်ဟုသာသိလျင်စိတ်ဆိုးမှတေးချလှသည်ထို့အထိချစ်နိုင်ခံရဲ့၏မခံရဲသည်မှာငါသားနဲ့မပတ်သက်နေဟုသောစကားများပင်တွေးနေတော့စိတ်မောလာရ၍ထင်ချစ်နိုင်ရဲ့အသက်ရှူသမျှပြင်းထန်တွေကခန္ဓာကိုယ်ဟာတဆက်ဆက်တုံရင်လာခဲ့သည်မြို့ဝန်းဆောင်တို့ကိုမှိတ်ချကတပ်ပြင်းတက်တဲ့ရှိုက်လိုက်မိသောချစ်နိုင်၆တွေ့နေသည့်နှကန်းကိုရှာဖြင့်တက်လိုက်ပြီးနောက်အကွဲစာပဲသူ့အတန်ကစကားဝိုင်းကိုထိုးဖောက်ပြလိုက်သည်ကိုဖြစ်တာချစ်နိုင်ကြောင်ပါအခန်းကခိတ္တငြိမ်သက်သွား၏အားလုံးရဲ့အကြည့်တွေကချစ်နိုင်စင်ကိုရောက်လာလိမ့်မည်ထင်သည်ဒုတိယအချိန်ပြောလိုက်မိတဲ့ကအဖျားဆွတ်တုံးရင်ကရှိုက်တံပါပြစ်အောင်ပါသွားသည်ချစ်နိုင်သာလမ်းဖြတ်မကူးရင်ကိုမဖြစ်ပါဘူးဝမ်းနဲ့ကစိုးထိတ်မိနေတော့လဲစိတ်ထဲမှာပေါ်သွား၏မျက်ရည်ချူမိသလားထင်ရအောင်ဆိုးဆော့လာသည့်မျက်ဝန်းအိမ်တွေကိုတော့ချစ်နိုင်မပိုင်နိုင်ခဲ့ပါလက်တစ်ဖက်ဟာနှွေးထွေးလို့သွားသည်အထီးအတွေ့ကိုအလွတ်ရနေသူမို့နှလုံးသားဟာမစွန့်နေမဲမနေနိုင်ချစ်နိုင်ကိုအသာဆွဲလိုက်သူနောက်အလိုက်အသင့်ပါသွားအပြီးမှာစိတ်ရောကိုယ်ပါလွန်ကျုံမှုပေးနိုင်သည့်နူးညံ့တည်ကြည်သောအတန်တစ်ခုပေါ်ထွက်လာခဲ့သည်ချစ်နိုင်အောင်စိတ်ဆိုးအောင်လုပ်မိတာကျွန်တော်ပါအပြစ်တင်မဲဆိုရင်လည်းကျွန်တော်ကိုပဲတင်ကြပါအခန်းတွင်းလေတို့ဟာရုတ်ချီလုံးဝခြောက်ခတ်သွားခဲ့သည်အလုံးဘလို့တုံ့ပြန်ရမလဲမသိနိုင်ကြတော့တာလည်းဖြစ်မည်တယောက်ကအပြစ်ဝန်ခံနေပြီးနောက်တစ်ယောက်ကတော့သူ့အပြစ်ပါဟုထပ်ပြောပြန်သည်တယောက်နဲ့တယောက်ညှိနိုင်မရှိကြခတ်တင်းနဲ့စုပ်ကင်ထားသောလက်တစုံနှင့်ဆွေးမြေ့စွာစိုက်ကြည့်နေသောမျက်ဝန်းနှစ်စုံသာရှိသည်နှစ်ဦးသားဟာသူတို့ဘာသာစကားနဲ့သူတို့အချင်းချက်လုပ်နေကြပါသည်နှင့်ကျန်သူများဟာဘေးကကြည့်ရသည့်လူပိုများအတိုင်းဦးစီရပိုင်တယောက်သူ့ရှိကလူငယ်နှစ်ယောက်ကိုကြည့်ရင်ရည်ချမ်းလာရသည်ဒီမြင်ကွင်းကဟိုးလွန်ခဲ့သည့်နှစ်တွေစီကိုပြန်အမှတ်ရစေ၏သူသားဟာချစ်နိုင်အစာသူ့ကိုပဲအပြစ်တင်မှဆိုသောစကားကိုဒုတိယအကြိမ်ပြောလာခြင်းပါတကားရှမ်းထပ်ပိုင်သည်ချစ်နိုင်အောင်ဆိုသောကလေးနှင့်ပတ်သက်သည်မှာတပါအပြစ်ဝန်ခံခြင်းမျိုးဖေးရှိမှမလုပ်ဘူးကြီးလူမှန်တိတဲ့စားကလေးကသူပဲတိသူပဲတက်နဲ့အတော်ပူစွာကြခဲ့သောဖေးရထက်တားတာလာကြီးလေးပင်ခုတော့ဒင်းလေးဖေးရှိမှမကြီးကျယ်နိုင်ရှာတော့ကဲပါလေဘာပဲဖြစ်ဖြစ်စွစွရွရွမှဖြစ်တာတော်လှပါပြီတတကလည်းချစ်နိုင်ကို तू မကြိုက်တာတွေမစနဲ့လीနော်အန်တီဆုံးမစကားဖြင့်ထိုအချိန်ကတခန့်ရက်သွား၏ထိုနေ့ညဘက်လူနာဆောင်တာဝန်ခွဲတော့စနိုင်းကသာအကုန်ယူလိုက်သည်မျက်နှာပူပေမဲ့မတက်နိုင်ပါကိုအနာမှာတေချာပေါက်ချစ်နိုင်ရှိနေမှဖြစ်မည်မြည်သူနဲ့မှစိတ်ချ၍မထားခဲ့နိုင်ပါလေအန်ကယ်ကတော့မပြန်ခင်ကိုစနှောက်သွားပါရဲ့နောက်ရက်သူ့သမက်ဆေးရုံကိုပြောင်းခိုင်းမိတဲ့ကိုကလုံးဝလက်သက်မခံချစ်နိုင်ဆေးရုံကနေတဖွာမှမခွာနိုင်ကြောင်းတွင်ပြန်ပြော၏အဆုံးမှာတော့အလုံးလက်မြောက်ပြီးရီမမော့နဲ့ပြန်သွားကြတော့သည်ချစ်နိုင်ကတော့လက်မမြောက်နိုင်ခဲ့ပါကိုကချစ်နိုင်ရဲ့လက်တွေကိုစုပ်ကင်ထားဆဲဖြစ်တာမို့သွေးဆူဆူနဲ့ဆေးများရောင်းတော့နေသည့်အနာထက်အသားရလေးမှုတ်ပေးနေတဲ့နှကန်းဖူးကိုကွင်းစာလေးကိုကင်ထားပုံကအစနူးညံ့သည်ညင်သာသည်တင်းပြန်သောရှင်းမွေးနှံ့သည်ချွေးနှင့်ရောဆက်ခါခက်အီလေးဖြစ်နေသည်ရှမ်းဟာအာယုဆူးဆိုင်နေသောမျက်ဝန်းညိုလေးကိုမော်ငင်းရင်းငိမ့်နေရသည်သူရဲ့တပင်တိုင်းဆရာဝန်လေးကနှစ်ဖူးတံရကိုဆေးထည့်ပေးနေတာကြောင့်ပင်စက်ကနေနာသွားတာမျိုးဆိုရှမ်းရဲ့မျက်နှာကအပြုံးနဲ့တုံ့ပြန်နေ၏ချစ်နိုင်ကိုသူမထိတ်လန့်စေခြင်းအစဉ်ပြေချောင်းကိုမပြောပါပဲသိနိုင်စေလို့သည့်အထိချစ်နိုင်ကိုသူမြင်လို့ရသည်တံရကိုဆေးကြောတန့်စင်ပြီးတော့ချစ်နိုင်ကထွက်သွားမည်ပြုပေမဲ့ရှမ်းကလွတ်မပေးမိယာအင်ကြီးအစွန်ကိုလှမ်းဆွဲထားရင်အနားမှာဆက်နေစေခြင်းကြောင့်ဟန်ပြလိုက်၏လက်ရည်မလာသောကြောပြင်ဟာရှမ်းထွက်တော့စိတ်ထိခိုက်စရာချစ်နိုင်စိတ်မကောင်းအောင်လှုပ်ထားမိသည့်ကိုယ့်အဖြစ်ကို
ရှမ်းသိတာမို့ပိုပင်စိတ်ထိခိုက်ရသေးသည်ဒါတွေတော့ထားလိုက်အောင်မယ်ကိုတယောက်တည်းခဏလေးပဲခဏလေးဟာလေချင်နိုင်နဲ့ဝေးရသည်ဆိုရင်ကဘာပေါင်းတန်းနေချီချားသလိုခန်းစားရမည်မလားရှမ်းကနုနုရရတွေပြောတတ်သူမဟုတ်ဒီကနေ့တော့သူ့စိတ်ထဲကအလိုလိုနှူးညံ့လွန်နေသည်ထို့ကြောင့်ချစ်သည်မဆိုတော့အချစ်စကားဖြင့်စကနာထိုးလိုက်၏တယောက်တည်းမနေချင်ဘူးအဲ့ဒါတွေခဏနေလာသိမ်းသွားလိုက်မယ်တပြင်းချသံတူတူထွက်လာသည်နောက်ကျောဘက်ကမြင်ရသည့်ချင်နိုင်ရဲ့လေပင်နှင့်ပါးပြင်တစွန်းတစကခက်ရဲရဲလေးဖြစ်နေ၏ကိုဆိုထားခဲ့ချင်တာပဲမလားဘာလို့ရဲဆက်ဆက်လှုပ်ချင်နေရတာလဲဆွဲထားမိသောအဝတ်စာလေးလွတ်ထွက်သွား၏သို့သောချင်နိုင်ကဝေးထွက်မသွားရှာအနာကပ်လာသည်မို့မျက်ဝန်းညိုတွေကိုမော့ကြည့်တော့စူးရဲကဆိုးဆွတ်နေပြီချင်နိုင်လေးဟာကြေကွဲနေ၏ထိုမြင်ကွင်းကရှမ်းကိုအဆူးလေးများနှင့်ထိုးဆော့နေသည်နှင့်ဘူးရှင်းကဆူးလွန်၍တေသွားနိုင်လောက်သည့်အတိုင်းတာပဲချင်နိုင်ရက်ဆက်တာလားကိုပြောချင်နိုင်မကောင်းတဲ့ကောင်လားမဟုတ်ချင်နိုင်ဟောထွက်ပြေးခြင်းနဲ့ချင်းပြေးလို့မရဘူးလားကိုချစ်ခဲ့ဘူးတာအပြစ်လားဟမ်တခြားသူတွေတခြားကောင်တွေကိုမယုံကြည်ဘူးဆိုရင်ဘလို့ရှေ့ဆက်နိုင်မှာလဲကိုပြောပါဦးချင်နိုင်ပြောခဲ့တယ်နော်နိုင်ချင်ုံနဲ့လာမချစ်နဲ့လို့တဝန်တူရဲဆိုတာဘာလို့လဲသိလားကိုမယုံလို့ပဲကိုမယုံကြည်လို့ကိုအချစ်ကိုစိတ်မချလို့ဒါတွေကိုချင်နိုင်သိပါတယ်ဘာလို့ဆိုကိုချစ်ခဲ့တဲ့ကိုအတ္တကြောင့်လို့တွေးခဲ့ပြီးတော့မယုံကြည်ခဲ့လို့ပဲမညာတမ်းပြောရရင်တရက်မှမပြောရဲခဲ့ဘူးဘာကြောင့်လဲဆိုတော့ချင်နိုင်ချစ်ပေးနေတာမလုံလောက်ဘူးလို့ထင်နေလို့ကိုတခြားတစ်ယောက်ကိုရွေးသွားမယ်လို့ပဲထင်နေခဲ့တာအခုကိုလည်းအတူတူပဲချင်နိုင်လို့ခံစားနေရတာမလားစိတ်ချလက်ချမနေရဲဘူးမလားရှမ်းရဲ့မျက်လွှာကအလိုလိုချလျက်သာအလိမ်ပေါ်သည့်ကလေးလိုချင်နိုင်ကိုစိတ်မကြည့်ရတော့ကြည်သူဟာချင်နိုင်ပြောသလိုအချိန်တိုင်းသင်္ကာမကင်းဖြစ်နေမိသည်ချင်နိုင်အတွက်သူကအပြစ်တွေများလွန်၏ဒါကြောင့်အချိန်မရွေးထားခဲ့ခံရနိုင်သည်ဟုသာခေါင်းထဲမှာတန်မိုးဆွဲနေသည်အတိတ်ကိုမတွေးဘဲနဲ့တတ္တိရှိရုံကြည်နဲ့ချစ်နိုင်မဲဆိုမှပျော်ရမှာပါကိုချင်နိုင်သည်သူနဲ့ဝေးသွား၏ဒါပေမဲ့ရှမ်းရဲ့နှလုံးသားကတော့ဝေးမသွားဘူးဟုခံစားနေကြရသည်တကားပိတ်တန်နဲ့အတူအခန်းတွင်းမှာသူ့ကိုခြံထားရခဲ့သည့်ချင်နိုင်ရှမ်းဟာငူကြီးဆေးရုံကရင်ထက်မှကျန်ရည်သည်ဘာကိုမှမကြားဘာကိုမှမမြင်သူကောင်းထဲမှာအကြောင်းအရာပေါင်းစုံပြေးလွှားနေကဘာကိုမှဖမ်းမမိတိတ်ကိုဖမ်းရခတ်နေကြသည်တစ်ဖက်မှာလည်းချင်နိုင်ဟာနှာတရှုံရှုံဖြစ်နေ၏ဆေးပန်းလေးကိုကိုင်ရင်သူ့ပုံစံကညှိုးနွမ်းလို့နေရှာသည်သူပြောခဲ့ပေမဲ့ထပ်ပြီးသူပဲနာကျင်ရခြင်းပါလေအကြောင်းအရာတစ်ခု၏မူလစစ်မြစ်မှာကိုယ်တိုင်သာဖြစ်ကြောင်းသိထားသူမို့ကိုလည်းကိုယ်တိုင်ပြင်ဆင်စေချင်လှတာချင်နိုင်အမှားမဟုတ်တည်းဟာတို့တိုင်ရှောက်နေသောခြေလမ်းတို့ကနှင်းနှင်းဖင်ဖင်ညနေကဖုံဖုံမပြန်ခင်နှစ်ကိုချမိတ်သွားတာကိုလည်းနားတွေကမထွက်တကားလေးစီသူသွားချင်ခဲ့တာကိုဖုံကမသွားဖို့မေတ္တာရက်ခံခဲ့တာပါစေးတွန်းလဲတစ်ခုနဲ့တိုက်မိမလို့ဖြစ်သွားသည်ချင်နိုင်ကိုမထိမိပါတစ်ဖက်လူကထင်းကရှောင်ဖယ်သွားခဲ့သည်ရုတ်တရက်ချင်နိုင်တွေးမိသွား၏တစ်ဖက်ကအာယုံလွတ်နေလျင်သူ့ဘက်ကရှောင်ရှားနိုင်ခွင့်အားလုံးဟာထိတ်တိုက်ရင်ဆိုင်လိုက်ရင်အဖြစ်ပြက်ချီသာချင်နိုင်လက်ထဲကဆေးပန်းလေးဟာဆေးလှဲဖို့သို့ထို့နောက်ရှင်ခုံစွာဖြင့်ကိုစီကိုဦးတီလိုက်သည်ခြေလမ်းတို့ကိုပြန်လှည့်လိုက်သည်ဆေးရုံကော်ရီတာတွင်လူတစ်ယောက်ပြေးလွှားသွားတာမြင်လိုက်ကြလိမ့်မည်ဆေးရုံဆေးခန်းတွင်အပြေးလွှားဝုန်းတိုင်းကျဲခြင်းကိုတားမြစ်ထား၏ချွင်းချက်အနေနဲ့တခုတော့ရှိသည်အရေးပေါ်ခံအရေးပေါ်အခြေအနေဆရာဝန်တွေကလူနာအသက်ကိုကယ်ရန်ပြေးချရစမြဲပင်ချင်နိုင်ဟာတစုံတစ်ယောက်ကိုကယ်ဖို့ပြေးလာသည်သူနှလုံးသားသူကယ်ဖို့ပြေးသွားသည်အတော်လေးကိုအလင်းဆလို့နေထိုအခိုက်ချင်နိုင်ရဲ့ရှင်ခုံတန်တွေကအရေးပေါ်ခေါင်းလောင်းတန်နဲ့တထက်ထဲတူညီနေခဲ့ကြသည်အခန်းတကားကိုဆွဲဖွင့်ပြီးနောက်
ကိုကိုစီကိုဦးတီသွားသည့်ခြေလမ်းนี้ကိုကိုကသတိမထားမိပါခေါင်းငိုက်ဆိုင်ကြကစိတ်လွတ်နင်းလျက်သားထိုင်းနေရှာသည်ကိုကိုပုံစံကတိတ်ကိုတနာစရာကောင်းနေ၏ကျန်းရှာမျက်နှာကိုလက်နှစ်ဖက်နဲ့မော့စီတော့ရင်ဆိုင်လာသည့်ကိုကိုရဲ့မျက်ဝန်းတွေကဗလာတတ်တုံးအားလိုက်သည့်ကိုကိုတနာစရာကောင်းလိုက်သည့်ကိုကိုဘာကိုမှမဖမ်းဆုပ်တတ်သည့်ကိုကိုကိုကလွယ်ဘသူ့ကိုမှမချစ်နိုင်ဘူးမြေရီတစ်စက်ကိုကိုရဲ့ပါးပြင်ထက်ကျသွားသည်ကိုကိုပါးထက်ကမြေရီတို့ကအိုင်ငယ်တဲ့ပွဲကိုကိုငိုးနေခဲ့သည်ချနိုင်မျက်ဝန်းကိုကြည့်ရင်ငိုးနေခဲ့သည်ဘာမှမရှိတော့တာကိုချနိုင်မြင်နေရ၏ပြန်လဲပြင်းထန်လာတာကိုလည်းမြင်နေရ၏ချနိုင်ကကိုကိုကိုအချစ်ဆုံးပဲအရင်ကရောအခုရောနောင်ရောအဲ့ဒါမို့ကိုအပြစ်မတင်ပါနဲ့တော့နော်ခုကစပြီးတော့အကုန်ပြင်လို့ရပါတယ်ကိုမပြေဝနိုင်ဘူးလို့လည်းတန်တရားမဝင်ပါနဲ့တော့နော်ကိုချနိုင်ဟာကိုရဲ့လက်မင်းစီကိုတိုင်းဖက်လိုက်သည်တုံခါနေမှုကိုသတိထားလိုက်မိတာမို့ခါကိုပိုကုန်းရင်ဂရင်မော်ချေစင်းထိုင်နေသူကိုပိုတိုးဖက်လိုက်တော့သည်ကိုချစ်တာချနိုင်သိပါတယ်ယုံလဲယုံပါတယ်နောက်ကိုမကြိုက်တာလည်းမလုပ်တော့ပါဘူးနော်ချနိုင်တောင်းမှပါတယ်နော်ချနိုင်ပခုံးမှာမျက်နှာအပ်ထားသည်ကိုခါကိုလည်းမလွတ်တမ်းဖတ်တွဲထား၏ကိုဟာတော်ရုံငိုလေးရှိသောယောက်ျားတစ်ယောက်မဟုတ်ခဲ့အခုတော့ချနိုင်ရဲ့ရှင်ခုံတန်ကအိတ်ကနေအုတ်ကနေကိုရှိုက်တဲ့နဲ့တထဲကြနေသည်ချစ်တယ်ချနိုင်ကိုပဲချစ်မှာဒီတစ်သက်လုံးစာအမြဲတမ်းစိတ်လျှော့လိုက်ရသူကချနိုင်တစ်စက်တည်းပျော်ရွှင်မှုကိုလည်းအပိုင်ရှားလိုက်သည်ဘာရီပဲဖြစ်နေဒီလူကိုမထားခဲ့နိုင်တာတေချာမှတော့ဖြင့်အလံဖြူပြရတာကလည်းအရေးကြီးမနေတော့ပါကိုကတကယ်တော့စိုးကျင်နေသည့်အကြောင်းကလေးသာချနိုင်ကလည်းကြောင်ချက်တတ်သူမို့အစိုးခံလိုက်ပါမည်တွေ့တာလိုက်ပါတော့မည်တာဒီနာဒီတွေး၍နှစ်ယောက်သားထပ်ပြီးမဝေးကျင်တော့ပြီကိုကညံ့သည်ဒါကြောင့်ချနိုင်ကပဲတင်ပေးမှဖြစ်ပါတော့မည်အချစ်နဲ့တင်ပေးသည့်အခါကိုထူးချွန်လာနိုင်ကောင်း၏မထူးချွန်ရင်လည်းချနိုင်ကတော့ချစ်နေပါလေအောင်မည်ချနိုင်ကိုကဲတင်လိုက်ခြင်းကကိုနှလုံးသားကိုကဲတင်လိုက်ခြင်းနဲ့အတူတူပဲကိုစီမှာတန်တရားတွေအကျွင့်မဲ့ကုံစင်လို့ချန်သမျှဟာချနိုင်အတွက်မေတ္တာတွေသာဖြစ်ပါစေလေအခန်း45နှလုံးသားအားတပံပိုင်ဆိုင်ခြင်း1နားလိုက်တာဘာလို့လောက်ချစ်ထားအောင်နေရလဲရီးစဲစဲလုံနေသည့်တရားခံမျက်နှာပူစွာတကားကိုလှည့်ကြည့်လိုက်ပြီးပြန်လှည့်လာတော့သူမဟုတ်တယ်လို့ရိုးသားဟန်ဆောင်ပြနေသည်စိတ်ဆိုးမဲ့ချင်းတိုင်းပင်အရှိန်ပြတ်သွားရ၏ထို့ကြောင့်မျက်စောင်းတစ်ချက်ထိုးကကိုင်းထားလက်စခြေချင်းဝက်ကိုအသာလေးဆက်နှိပ်ပေးနေလိုက်သည်မျက်နှာယူနေသည့်အလူကိုလည်းချင်းချောက်လိုက်ရ၏အဲ့လိုအတန်နဲ့ရှောက်អော်နေနော်ဂျူဒီချင်းလစ်ပြီးတော့လာမတွေ့တော့အရှက်မဲ့လိုက်တာတကယ်ပဲလက်မောင်းကိုအင်္ဂလိပ်လာထိသည့်လက်ညှိုးတစ်ချောင်းမတိကျအောင်ဆောင်တော့ဂျူဒီကုတ်ရဲ့လက်မောင်းစကိုအသာဆွဲကသူ့ကိုအာရုံစိုက်အောင်ကြိုးစားပြန်သည်ကိုကတော်တော်ဆို၏အလုပ်ချိန်မှာသူ့စီမလာလာအောင်ဖုံးဆက်ခေါ်သည့်အပြင်လာပြန်တော့လေလူကိုတိုးတီဖြင့်စနေတာပဲကိုရဘာဖြစ်နေရလဲဗျာအဆုံးမှာတော့ချင်းနိုင်မသိချင်အောင်မဆောင်နိုင်တော့ပြီခါကိုမတ်လိုက်ရင်စိတ်ကြည်နေအောင်မျက်နှာချင်းဆန်လိုက်ရသည်ဆေးရုံအဲကွန်ကန်နဲ့နေတာ3-4ရက်လောက်ကြာပြီမို့ကိုကအသားတွေတောင်ဝင်လာပြီခပ်ပေါ်ဖြစ်နေတဲ့သပင်တွေဟာလည်းအသေးရစပွဲချင်းနိုင်ရဲ့လက်တွေနဲ့သေချာတက်ပြီးတော့မျက်လုံးတွေကိုမှိတ်ချကပြုံးမြုံကြီးလှုပ်လာသည့်ကိုကြောင်ကြီးကြာနေရပဲချင်းနိုင်ရဲ့လက်တွေကိုဆွဲယူကသူ့ပါးပြမှာကပ်၏နှကမ်းမွေမိုးစိမ်မွေရေးတွေကြောင့်အနှင်းငယ်ကျန်းရှာဖြစ်လို့နေသည်သို့သောမျက်နှာစိမ့်နဲ့ခန်းစားမိတဲ့အခါအထီးတွေ့တိုင်းဟာနူးညံ့စွာချင်းနိုင်လေးကလက်သေးမဆိုးတာကြာနေပြီပဲကိုကချင်းနိုင်ရဲ့လက်သေးကိုခပ်ပေါက်ပို့ရင်းနဲ့ပြောသည်ဟုတ်လဲဟုတ်၏ချင်းနိုင်လက်သေးမဆိုးတာမြမပြည်ပြန်ရောက်ခရဲကပဲ
ဟိုမနေတော့ကစိုးသေးသည့်တိုင်ဒီမှာဆေးရုံနဲ့ဝင်ရတော့မြင်ရအဆင်မပြေသည်မို့မစိုးမိတော့တာဖြစ်သည်ဟုတ်တယ်ပိတ်ရမှာစိုးပြီးတော့ပြင်ဖြတ်ရမယ်ကိုကိုပြောရတယ်တတိယသွားပြီကိုကိုစိုးပြင်မယ်ကိုကိုကခါဟာဟာရီမီတော့စပင်းကိုဆွဲဖွာလာ၏တသက်လုံးဒါတွေလောက်တာမကြိုက်ဘူးဆိုသူကခုများတော့သူကိုယ်တိုင်စိုးပေးမယ်တဲ့နားရှိလို့သာကြားရသည်ချင်တိုင်းဖြင့်ရုံကိုမယုံကြည်နိုင်လက်သေးစိုးပေးတာပဲနော်ချင်တိုင်းအပေါ်ထပ်ဆိုးလို့တော့လုံးဝမရအောင်မစိုးရပါဘူးကိုကိုမအရက်ဆက်မခံနိုင်တာမသိချင်တိုင်းရပဲအနိုင်ကျင့်နေရလို့ကိုကိုသာအတွေ့မများစမ်းပါနဲ့လက်ပမိုးကိုစစ်စနိုးနမ်းလာသူကြောင့်ရှင်ထဲမှာဟိုက်ခနေနှစ်ယောက်တော့โอเคသွားကြတဲ့ကဒီရတရလုံလုံးသည့်ကိုကိုကြောင့်ချင်တိုင်းမနေတတ်သဘောမကျဘူးလားမင်းတော့ညီရလိမ့်မည်တကယ်တော့သဘောကျလွန်တာကြောင့်မနေတတ်တော့တာဖြစ်၏နောက်သူတို့အချင်းတွေကဆေးရုံမှာမို့စိတ်ထင်တိုင်းယူရနေရမဖြစ်ချင်တိုင်းမှာဘယ်ချိန်တတိပေးခံရမလဲဆိုတာစိုးရိမ်နေရသည်လေညပိုင်းအတူရှိပေးနေလည်းမကျေနပ်နိုင်သည့်ဒီလူကြီးနေတော့ခတ်ပါသည်ဒါနဲ့ကိုတကယ်မေးပါအောင်မယ်မေးလေချင်တိုင်းလေးကစိတ်မဆိုးအောင်မျက်ခုံးပိတ်မိသွားသည့်ချင်တိုင်းစကားဦးတမ်းပြီးဆိုကြတဲ့ကကိုအကန်နေပြောမှကိုရှင်းမိနေပြီမေးပါအောင်မယ်စိတ်မဆိုးပါဘူးဟုတ်တော့ဟုတ်နေပါပြီပြန်ညင်းရင်လည်းနှစ်ယောက်သားချိုးမြေနေတာလေးပြက်မီဆိုးသောကြောင့်ခေါင်းငိတ်ပြလိုက်ရ၏ပြီးတာနဲ့ကိုရဲ့ချစ်တဲ့အတန်ကချက်ချင်းထွက်လို့လာတော့သည်စွာဟင်းကတကယ်ယူရဲ့လားကိုနော်စူးဖို့မသွားနဲ့လေကိုကချင်တိုင်းကိုညွန်ညင်နေတာမှမဟုတ်တာသူ့ကိုပဲမကြည့်တော့ဘူးတပြင်းချတဲ့ပြပြပြင်းထွက်လာ၏တေချာကချင်တိုင်းစေကပင်အစောကခက်ဆူဆူကြည့်နေသောအကြည့်တွေကိုရှော့ချလိုက်ပြီးကိုရဲ့လက်တွေကိုပြန်ဆုပ်ခိုင်းကမျက်ဝန်းတွေကိုမော်ကြည့်လိုက်သည်ချင်တိုင်းအတန်တိုးဖွားဖွားကကိုစီကိုချုပ်မော်မော်နေချင်တိုင်းကဒီတလောအဆင်ပြေပြေရှိနေရတယ်မပြောဖြစ်တာစွမ်းရည်နဲ့ပတ်သက်ပြီးတော့ကိုစိတ်ပူစရာမလိုပါဘူးသူကအိမ်အောင်တဲ့ဖြစ်နေပြီလေအော်သွားသည်ကိုကတစ်ဆက်တည်းမျက်နှာရွှင်လာသည်ဟုတ်လားဆိုသည့်စကားသံမှာကျင်းနှက်မှုတွေကဖုံးလွှမ်းလို့တနာစရာလည်းကောင်းသလိုမုန်းလဲမုန်းချင်စရာကြီးပါလေဒါပေါ့သူ့အောင်ကြတာလွန်ခဲ့တဲ့တစ်နှစ်ကျော်ပါပဲဒီလိုပစ္စည်းတွေပို့ပေးတာလဲသူ့အမျိုးသမီးပါကိုရဲ့စနန်တလောမှာလက်ဖွဲ့ပို့ပေးထားလို့အဲ့ဒါသူကမမရရပြန်ပို့ပေးနေတာကိုယူဖို့ပြောတဲ့မြင်းချန်တွေကစနိုင်းမှာပေးထားတာအဲ့ဒါကိုပို့လို့ပြောရင်ကြတော့နည်းနည်းရှက်လို့လေစနိုင်းကရမ်းလွယ်ကူနေတယ်ထင်သွားအောင်မယ်လက်ချောင်းတွေလောက်ခတ်ကုန်ကြသည်မှာကိုကြောင့်သာအသေးရသလိုလက်တွေကိုစုပ်ခိုင်းလို့စနိုင်းကိုရှင်ခုံအောင်သူ့လုပ်ပြန်သည်စဉ်းစားကြည့်ပြက်ပြီးဆိုပြီးထားခဲ့ပြီးကမှတကယ်တမ်းကျနည်းနည်းလေးတောင်မှမပြတ်နိုင်ခဲ့သူမနေနိုင်တာမဟုတ်ပေမဲ့ကိုဘက်ကနှဲ့မှာတော့မနဲ့ပဲနေနိုင်ရှို့လားချနိုင်ကိုဟန်ကိုဖို့တောင်လောက်ခွင့်မပေးတဲ့ကိုကသာစိုးလွန်တာဖြစ်သည်လုံးဝလွယ်တာမဟုတ်ဘူးနော်ချက်ပြီးသားစာကိုပြန်နှွှေးလိုက်သလိုမျိုးချနိုင်နဲ့ပတ်သက်ရင်ကိုကသာအလွတ်ရနေတာကိုစိတ်ဝင်စားတဲ့ဘာသာမို့လို့ချနိုင်နဲ့ပတ်သက်ပြီးကြည်ညက်နေတယ်လို့ပေါ့ဆရာရှန်တက်ပိုင်တော့စကားရတော့တော်တော်တက်နေပြီမလွယ်ဘူးအော်ချစ်တော့လေအလိုလိုတက်လာတာပါပဲပြီးတော့ချင်တိုင်းလေးနဲ့ပတ်သက်ရင်ကိုကအဆုံးရောက်နေတာကိုယ်တိုင်သိပါတယ်တဝန်တူတာတော့တကယ်ကွာတခုခုဆိုရင်ဘာမှမမြင်နိုင်တော့အဲ့ဒါကြောင့်ကလေးကိုစိတ်ညစ်အောင်လုပ်ခဲ့မိတာတောင်းပန်ပါတယ်ကွာနော်အဲ့ဒါနဲ့ပဲဦးနိုင်ကိုရန်ရှာဖို့လုပ်တယ်ပေါ့တကယ် तू ကဒီတိုင်းကူပေးတာပါဆိုသူ့ကိုလည်းတောင်းပန်ပါမယ်ဘလို့ဖြစ်ဖြစ်ချင်တိုင်းကိစ္စမပါရင်လေလူကောင်းတော့မဟုတ်တော့ပါဘူးကိုကတော့သဘောမတွေ့တာအမှန်ပဲအန်ကက်မြေကိစ္စအဲ့ဒါအလုပ်ပါကိုရချင်တိုင်းတို့ခါနာနာတီးတဲ့ကိစ္စလည်းမဟုတ်တော့မပြောတာကောင်းပါတယ်အဲ့ဒီမြေကိစ္စသူတို့အဖွဲ့တွေကပါခဲ့တယ်ဆိုတော့ချင်တိုင်းသိပါတယ်နော်သူ့မွေးစားအဖိုးလားပါလားအဲ့လူကြီးကမြေနဲ့ကလှန်ဆိုင်ပါကွာကိုကဖေဖေတို့အလုပ်တွေနဲ့သာကင်းနေတာချင်တိုင်းတို့မြေကိစ္စကိုလိုက်ရင်နဲ့တိတဲ့လောက်တော့တီးထားပြီးသားအန်ကက်ပြောပါတယ်ကိုရဲ့ဒါပေမဲ့သူတို့မိသားစုအကြောင်းအရာတွေကိုရီးယားနားမလည်ဘူးလေအခုလဲအဲ့ဒီဦးစပူထုံးမြင့်ကသူ့စိတ်နဲ့သူသွားပါပဲဟာလူချမ်းသာတွေလူမယိုးမဖြောင်းနေနောက်နောက်ရှိမှမထင်ပါဘူး
သူနဲ့ဒီဆေးရုံမှာစုံတာတော့ရိုးရလားမသိဘူးသူတို့နဲ့ညှိထားတာချင်းတိုင်းလိုပဲရှိတာမှမဟုတ်တာပြီးတော့ကျန်တာထက်လူနာတော့တကယ်တနာဖို့ကောင်းတာပါဆရာဝန်တယောက်အနေနဲ့ချင်းတိုင်းကလူနာနဲ့လူနာရှင်ကိုဆက်ဆံတယ်လို့ပဲတွေးပါတယ်ကျန်တဲ့အာဃာတလည်းတိတ်ထားမနေပါဘူးကိုလည်းအရှမ်းမတွေးနဲ့နော်တိလားလို့ချင်းတိုင်းပြောတာအမ်ပါမျက်နှာတော်လျှော့ဖို့ကိုတော်တော်ချော့ပြောလိုက်ရ၏ကိုကမတရားသဖြင့်နေတီးမခံတတ်တာချင်းတိုင်းအသိဆုံးမှုစိတ်တူစရာတွေမတွေးစီခြင်းသည်အန်ကယ်ပြောပြတာကြောင့်အထိုက်လျောက်တီးပြီးသားမို့ထိုနေရာမှာသာရက်လိုက်ခြင်းသည်မိမိထားခဲ့သည့်မြေခွက်ကလည်းပြန်ရပြီမို့စိတ်တော့ကဖြစ်เสียမရှိချစ်เสียလေးတွေလက်တွေကိုတရုတ်တရက်နန်းနေပြန်သည့်လူကိုကြည့်ရင်ချင်းတိုင်းပြုံးမိ၏လူလေကသူ့လဲချင်တာဆိုချင်းပင်အရှုံးပေးရလောက်သည်မိမိဝင်ထဲမှာပြပြဆောက်ထားပြီးသည့်အိမ်လေးကိုအိမ်ကတင်ပစ်ပြီးချင်းတိုင်းကိုသူ့အိမ်အပါခေါ်ခဲ့သည်လေဒီရက်တွေတွင်ပျောက်သွားတာအဲ့ဒါတွေအတွက်အားထုတ်နေခဲ့ခြင်းပါတဲ့ဖေဖေကလည်းကင်းစီခြင်းလို့နဲ့လက်ခံလိုက်တာအံ့ဩဖို့ကောင်းပါရဲ့စီယုံနိုင်သူဒီလူရဲ့ခေါင်းထဲမှာညနေညနေဒီပဲရှိနေသလားလို့ပင်ထင်မိပါသေးသည်ဒေါက်တာရုတ်တရက်ပွင့်ချလာတော့တကားချင်းနိုင်ရဲ့လက်တွေကတော့ကိုရဲ့လက်တွေချာကိုပို့ပြီးတော့တင်ကျက်စွာဘရုံသုံးကပြေးလာသူကကိုပေါင်ပေါ်မှာဆုပ်ကန်ထားတဲ့လက်တွေကိုမြင်တော့အန်တန်ဖြတ်သွားပေမဲ့ချက်ချင်းပဲအေးကြီးစကားကိုဆိုလာခဲ့သည် VIP ကခေါင်းထိလူနာလှုပ်လာပြီစိတ်လိုရှာနေလို့သူ့မှာချက်ချင်းမပြောနိုင်အမောပြေဒရေးမျိုးချပြီးမှဆက်နိုင်ရှာသည်ချင်းနိုင်ပင်ထိုသူကိုကြည့်ရင်မောရ၏ထိုသူဆိုသည်မှာချင်းနိုင်ရဲ့လှုပ်ပေါ်ကင်ဘက်ဟုဆိုရမည်ဒေါက်တာမျိုးညီညီဒေါက်တာတော့ကြည့်ပြီးနေလူနာလေးဟိုဗျာစမေးလိမ့်မောရောက်လားနီးချင်းလူလေးနဲ့ချင်းနိုင်မတ်တက်ထားရလိုက်မိသည်ဘလို့ကြည့်မို့ကိုပဲမတွေးနိုင်နှလုံးသားကဒရိတ်နဲ့ခုံလာကအတန်နေပင်တေချာမထွက်နိုင်တော့တူလားဟုတ်တယ်အဲ့ဒါဒေါက်တာစော်လန့်ဒေါက်တာကိုခေါ်ခိုင်းလို့တော့ကြည့်ရမယ်အဲ့ဆိုဒေါက်တာသွားနေတော့တခြားပြောစရာလေးတော့ပြောလိုက်အောင်မယ်ခေါင်းငိမ်ပြလိုက်မိလားချင်နိုင်မသိတေချာတာကတော့စိတ်ကတိတ်ကိုစောင်းနေသည်ချက်ချင်းပင်လူနာစီပြေးကြည့်ခြင်းနေ၏တော့ကနေမှလက်တွေကိုတင်းတင်းကင်ထားရတာကိုသတိရမိသည်ကိုကဂီးရဆိုင်ဖြင့်ချင်နိုင်ကိုကြည့်နေခဲ့ရှာ၏အဆင်ပြေရလားစောင့်ကြည့်နေခဲ့ပုံရှာသည်ကိုနှစ်ဖူးပေါ်ကိုအနက်တစ်ချက်ချွေရင်းစိတ်မပူဖို့အရင်နှင့်သိမ့်ရသည်သူသတိမရတော့3လလောက်ရှိတော့မှအခုပြန်သတိရလာတော့မှထင်တယ်ဘသူကိုပြောနေမှန်းကိုမသိနိုင်သို့တော့ချင်နိုင်ရဲ့အပြောကိုခေါင်းတညင်ညင်လုံရင်ပြုံးရှာသည်ကိုရဲ့အပြုံးကနှွေးထွေး၏အစောကဘုံတိုင်းစိတ်လုံရှာခဲ့ရတာတွေအားလုံးရှဲကနေညီးကြလို့သွားသည်ချီချင်းလည်းဝင်ရတော့မှညဘက်ကျတော့ပြန်လာမယ်နော်ဖြတ်သွားတယ်လေကိုစီခဏဝင်မယ်နော်ပြင်းစရာအခန်းထဲမှာကိုထားခဲ့ရပြီခဏတစ်ဖြုတ်ဆိုတာတည့်ရနေတော့ဆွေးချင်လာသလိုလိုမကြခင်ကိုဆေးရုံဆင်းရင်စနိုင်းကြောင်တော်ဖြစ်နေအောင်မှမြင်ရမိပါသေးသည်လောစေတော့လက်ရောချေပါမနာရအနီလူနာရှိဟာတတိယဓာတ်စီကိုဥတည်ရင်ကိုရဲ့မိမိစီကိုစပို့ရသေးသည်ချနိုင်ညဘက်ဂျူတီနောက်ကျရင်ကိုထမင်းစားနောက်ကျနေမှာဆိုလို့အဒီချော့ကျွေးပေးပါအောင်အစားအသောက်ကမထားပေးတာပါညနေ6နာရီကျော်လောက်ဖုံးဆက်ပြီးတတိပေးပြီးရပါပြီဗျโอเคစာဖို့ပြီးသည်နေ့ပုံကိုအတန်ပိတ်ခါချူတီကုတ်အိတ်ထောင်ထဲကိုထိုးထည့်ပြလိုက်၏ချနိုင်ကိုယ်တိုင်ဖုံးဆက်လို့မဖြစ်ပါကိုအတန်ကြားတာနဲ့ချက်ချင်းပြေးလာခြင်းအကုန်ဒုက္ခများပါလိမ့်မည်